ဒါနဆိုတာအလူကြီးပေးမှဒါနမဟုတ်ဘူးကိုယ်အိမ်လာတဲ့ဧည့်သည်ကိုတိခင်အခန့်ကျွေးမွေးတာလဲဒါနပဲမိသားစုဘဝမှာလည်းပဲအေးစားပါစေဆိုပြီးတော့ချက်ပြုတ်ကျွေးတာလာလဲဒါနပဲအလုံးကဒါနကိုယ့်ရှိတဲ့တိရစ္ဆာန်တွေကိုလည်းမျောလင့်ချက်နဲ့ကျွေးတာမဟုတ်ဘဲနဲ့ဥမာမဲ့ခွေးကြွေးလို့ရှိရင်လာတဲ့လူကြိုက်ဖို့ဆိုပြီးကျွေးတာမျိုးမဟုတ်ဘူးသူစားပါစေဆိုတာကျွေးတာကြောင်ကျွေးရင်လည်းပဲကြွက်ခုံနိုင်အောင်ဆိုရဲကျွေးတာမဟုတ်ဘူးသူကသူစားနေတော့မယ်ဆိုတဲ့အကျဉ်းတရားနဲ့ကျွေးတာဆိုရင်ဒါဌာနတွေပဲတိရစ္ဆာန်လူတဲ့ဒါနဟာအစတရားအကျိုးပေးတယ်လို့မြတ်စွာဘုရားပြောတယ်အစတရားဆိုတာဟာနဲတာမှမဟုတ်တာနော်ကိုကတစ်ခါလုပ်ရင်အစတရားလူတွေကတော့ထင်လိုက်ပဲကိုတစ်ခါလှုပ်တာအစတရားမများလို့မလားဆိုမများဘူးဘာကြောင့်မများဘူးလို့ပြောရတော့ဆိုရင်ကိုလက်တွေ့ကြည့်ပေါ့တရစီလေးတစ်စီပဲဆိုင်တစ်စီဆိုင်ရင်တရသီးကတစ်လုံးပဲသီးတင်တာပေါ့ဘယ်ဟုတ်မလဲတရစီတစ်စီဆိုင်လိုက်တာနဲ့တရပင်ကသီးလိုက်တာထောင်ချီဖြစ်နေတယ်အကျိုးဆိုတာအဲ့လိုတူပွားလာနော်တူပွားလာဒါနကောင်းမှုဟာအဲ့ဒီတစ်ပင်စိုက်တာနဲ့အလားတန်တူတယ်ပေါ့ကိုစိုက်တုန်းကတစ်စီပဲစိုက်တယ်သို့တော့ရလာတဲ့ fruition တွေ fruit ပေါ့နော်အကျိုးတရားတွေကြတော့များများအမြောက်များစွာရတယ်လို့အေးလူသားတယောက်ကိုချင်းသီလမရှိတဲ့လမ်းပေါ်ကလူတယောက်ကိုတနာလို့ကျွေးလိုက်တယ်ဆိုရင်အစတစ်ထောင်ကိုချင်းသီလရှိတဲ့ပုဂ္ဂိုလ်ကျွေးမယ်ဆိုအစတစ်သိန်းဒီလိုတုံ့ပြန်မှုတွေအားတွေကတော့မတူတတ်ဘူးဒီလိုမတူခြင်းဟာဘာကြောင့်လဲဆိုရင်အေးလေကြတိကိုမြေဆိုင်လို့ရှိရင်အသီးနဲ့မှာပေါ့မြေဩဇာရှိတဲ့မြေကိုစိုက်မယ်ဆိုလို့ရှိရင်အတိကြတာပေါ့ဒီလိုဟာတော့ကြွားချမှုရှိတယ်လို့သူတို့ဆိုဒါနကောင်းမှုနဲ့ပတ်သက်လာဒီလိုကွဲပြားခြားနားမှုရှိကိုချင်းသီလနဲ့ပတ်သက်လာတဲ့အခါမှာလည်းပဲအစဉ်30ပြောရမှာ